င်္ဂလာပါ Golden 2 Mobile Electronic ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုမိတ်ဆက်ပေးချင်တာတော့ GBA တွေကတစ်ထပ်မှန်ရောက်ရှိကြတဲ့ Flip 7လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်အယောင်ကတော့9မျိုးရွေးချယ်လို့ရမှာဗျကဲအဲ့ဆိုရင်ကျွန်တော်တို့ဒီလို unboxing လေးတစ်ချက်လုပ်ကြည့်လိုက်ရအောင်ကဲအဲ့ဆိုရင်ကျွန်တော်လက်ထက်မှာရောက်ရှိနေရတော့ GBA Flip 7 Perfect Color လေးပဲဖြစ်ပါတယ်သူ့မှာထူးခြားမှုတွေကဘာတွေပါဝင်လာမလဲဆိုတော့ AI Soundboard System ပါလာမယ်ဗျ AI Soundboard System ပါတယ်ဆိုတော့ bass တန်ကိုပို့ပြီးမှကျဲစီမယ်အတန် power ကိုလည်းပို့ပြီးအားကောင်းစေရလိမ့်မယ်ဗျသူ့မှာနောက်ထပ်ထူးခြားချက်က battery က16နာရီအထိအသုံးပြုလို့ရမယ်2နာရီခွဲအသွင်းထားရုံနဲ့ကဲအဲ့ဆိုရင်ကျွန်တော်နဲ့တူတူတစ်ချက်လောက်ဖွင့်ကြည့်လိုက်အောင်STY ကဲဒါဆိုရင်တော့အရွယ်နဲ့မလိုက်အောင်ပြစ်တံပြင်းတဲ့ဒီ Flip 7လေးကိုဝယ်ယူအားပေးခြင်းနဲ့ဆိုတော့ကျွန်တော်မြစ်ကြီးနားမြို့တရက်ကွက်ဗိုလ်ချုပ်ကျေးရှိGolden 2 Mobileနဲ့ Electronic မှာလာရောက်ဝယ်ယူအားပေးလို့ရပါတယ်အားလုံးကျေးဇူးပါ